Hello အားလုံးသတိထားမိနေမယ်ကျမရဲ့ review တွေမှာဘယ်တော့မှမျက်လုံးနဲ့ပတ်သက်တဲ့မျက်ခုံးမွေးဆွဲရမျိုး eyeshadow eyeliner တို့မပါတတ်ဘူးဘာလဲဆိုတော့ကျမကအဲ့အရာကြီးကိုဆွဲရတာဝမ်းသာပါတယ်လို့စိတ်လည်းမဝင်စားဘူးမလိုဘူးလို့လည်းခံထားတယ် but ဒါပေမဲ့ကျမကိုမေးကြတာပေါ့နော်အမရေ mascara လေးပြောပြပေးပါဆိုတော့ပြောမယ်အခု mascara ကျမမှာ mascara နှစ်ခုရှိတယ်ဘာလဲဆိုတော့ Lancome ရဲ့ Idol ရဲ့ပြီးတော့ကြတော့ Clinique ရဲ့ဒီဟာက9000 8000လောက်ပဲရှိပါတယ် clinic ကစေးပေါ်တယ်ဘာလဲဆိုတော့ तू က half size မလို့ပါ Lancome ကလည်း1000ကျော်ကျော်2000အောက်မှာပဲရှိပါတယ်ဆိုတော့ကျွန်တော် Lancome လေးကိုအရင်စမ်းကြည့်လိုက်မယ်နော်ဒါ Lancome ရဲ့ brush ပါသူကိုကွေးလေးလာတယ်ကျွန်မစမ်းကြည့်မယ်ကျွန်မမှာဒါက Lancome ကရန်ကုန်မှာ4-5ကျောင်းပဲရှိမယ်ထင်တယ်နော်အများကြီးမရှိတော့ပါဘူးဆိုတော့ဘယ်လိုဖြစ်သွားလဲမြင့်တောင်မွေးသည်ရုပ်ရှင်တွေရလို့တော့ကော့လန်မတော်ဘူးဖြစ်နေတယ်နော်ဒါလန်ကောမှာဒီမှာမြင့်တောင်ကော့ဆက်ကလည်းမရှိဘူးကိုကမတုံးတဲ့လူဆိုတော့လေအခုလုံးကြည့်မနော်တော့ဘူးဖြစ်နေဖြစ်တယ်ဖြစ်တယ်ဟာဒီလိုတွေပြန်မစိုးလောက်ကြဘူးလေအောက်ကတော့သွားအပေါ်ပဲကြည့်တော့ကဲလမ်းကောဟာကွာသွားလေကောက်ပါလေမစိုးပါဘူးတို့လေးပေါ့ဟဲ့ကောက်လားကျမလည်းမလုပ်တော့လားမသိဘူးနော်ဟိုကြော်ညာဗီဒီယိုတွေရလို့ရော black နဲ့မကောက်ပါဘူးနောက်တစ်ခုရှိတာကကျမကမြစ်တောင်ကော့ရဲ့အတန်ကလည်းမရှိနေဘူးလေအဲ့ဒါလည်းပါပါနော်မြစ်တောင်ကော့ရဲ့အတန်မရှိဘူးဆိုတော့ဘင်းနဲ့ဖြီးလိုက်မယ်ဒါလန်ကော့မှာ okay ပြီးတော့ဒါ clinic ပါဘယ်ဟာပိုကောင်းလဲကြည့်မယ် clinic ကတော့သူကအတန်အဖြောင်းမယ်တောင်လေးမြထောင်နေပါလေဆိုကိုကတိတ်မကော့ပြဘူးဆိုတာလေမျက်မှန်တက်ရတဲ့လူလည်းဖြစ်ကြကွာပြီးတော့ကျတော့မျက်တောင်ကအတုတတာပိုလှတယ်ကော့ရအထက်စားလို့ရှိရင်လေဒါပေမဲ့ကော့ရမလှဘူးလားဆိုတော့လည်းမဟုတ်ပါဘူးကော့ရလည်းလှရပဲကိုကအဲ့လိုမျိုးအလုံးရှုပ်မျက်လုံးရုပ်လုံနေရအောင်မချိုက်တာလည်းပါရပါတော့ဆိုပါဘူးလည်းလှပါတယ်ဘယ်ဟာပိုကြိုက်လဲဆိုတော့ဘယ်ဟာမှပိုမကြိုက်ပါဘူးမထူးပါဘူးလမ်ကောင်းကနည်းနည်းပိုပြီးထူထူလေးဖြစ်တယ်သူက light weight ဖြစ်တယ်ဆိုတော့မြက်တောင်ရှေ့ပြီးသားလို့ဆိုလို့ရှိရင် clinic ကပိုပြီးတော့ကောင်းပါတယ်မြက်တောင်နဲ့ပါရတဲ့လူကကျတော့လမ်ကောင်းကပိုကောင်းတယ်ကင်မရာထဲမှာသိမမြင်ရဘူးမြက်တောင်လေးကော့ဟာတယ်မကော့ဟာတယ်အောင်ညညရောကွာတယ်အပြင်မှာကွာပါတော့အားလေးကိုမှညှက်ကလေးနဲ့ဖက်နဲ့ညှက်လိုက်လို့ရှိရင်ပိုပြီးတော့လှမယ်လို့ထင်ပါတယ်အဲ့တော့ဒီမြက်တောင်ကော့ရာကြီးဘာတွေကပို့ပြီးတော့ကောင်းစီလို့ရှိရင်အောက်မှာ base ရှိရယ် primer လိုမျိုးလေမြက်တောင်တွေရှည်ထွက်လာတဲ့ဟာရှိရယ်အဲ့လိုမျိုးနဲ့ကော့ပါအဲ့ဒါဆိုရင်တော့ပို့ပြီးတော့မြက်တောင်တွေကပိုကောင်းပါတယ်မြက်တောင်ကော့စီကတော့ကျမရဲ့ expert ဖြစ်တဲ့အပိုင်းမှာမပါဘူးပေါ့နော် expert မပတ်ဘူးပေါ့ expert မပတ်တဲ့ခါကျတော့ကျမတိတ်မသုံးဘူးဒါပေမဲ့သုံးရတဲ့လူရှိလို့ရှိရင်တော့သွား try ကြည့်ပါဈေးလည်းပေါ်လို့လေနော်1000အောက်လေးပဲဆိုတော့ try လို့ကောင်းပါတယ်ဆိုပါဦးလှပါတယ်မပေးတော့ဘူး6သွားလို့ရှိရင် तू က water proof ဖြစ်သွားတယ်အရောင်တွေမလွင့်တော့ဘူး तू ရောအတော့နှစ်ကောင်စလုံး6သွားလို့ရှိရင်အရောင်တွေမပေးတော့ပါဘူးတစ်ချက်ကြိုက်တာအရောင်တွေမပြတ်အောင်ပေါ့နော်ဆိုတော့ငြိမ်ပါတယ်မကျွမ်းကျင်တယ်လို့ဆိုတော့ပိုလှမယ်ကျွမ်းကျင်တဲ့သူကတော့ပို့ပြီးတော့ရှည်ထွက်နေတဲ့ဟာမျိုးတွေသုံးပါကျမမသုံးတတ်ဘူးကျမမတောင်ကော်စီမှာ water proof ဆိုရင်တိတ်မကြိုက်ဘူးအရန်ထုနေမကြိုက်ဘူးပြန်ဖြတ်ရအရန်မျက်နှာတွေနာလို့အောက်ခံမျက်နှာတွေနာလို့ကွာငကိုရှိပြီးသားဆိုတော့အနာမခံစီဘူး